အခန်း7ဒီတော်တွင်ဟိုစတိုမီသားစုကလကတ္တာပြန်သွားကြသည်မြန်မာအခရာလက်နှိပ်ဆက်ပြုလို့ရန်ပုံနှိပ်စာလုံးများထုတ်လုပ်ဖို့ဖြစ်သည်သူတို့အစာအသက်20အရွယ်လူငယ်တသနာပြုစုံတွဲနှစ်တွဲထပ်မံရောက်ရှိခဲ့သည်အမှန်တကယ်တော့အသက်30မြသာရှိသေးသောဂျက်ဆင်နှင့်အသက်28နှစ်သာရှိသေးသောအန်တို့ကိုလည်းလူငယ်စုံတွဲဟုခေါ်ဆိုနိုင်သေးသည်အန်တို့ရောက်ကာစကလေးကအသက်25နှစ်အရွယ်ဂျက်ဆင်နှင့်အသက်24နှစ်အရွယ်အန်တာဖြစ်သည်လေသို့သောသူတို့နှစ်ယောက်တုန်းကတော်တော်ပင်ခံနိုင်ရင်မွေးနိုင်ခဲ့ကြသည်ဟုပြောရမည်ယခုလူငယ်စုံတွဲတို့ကတော့၎င်းတို့မျှော်လင့်ထားသောသာသနာပြုခရီးနှင့်လက်တွေ့ကြုံဆုံရသောသာသနာပြုခရီးတို့၏ကွာခြားမှုအောက်မှာယူသလူနီးပါးခံစားနေရရှာသည်အန်နှင့်ဂျက်ဆင်တို့၏မိဘတပွဲစောင့်ရှောက်ဖေးမမှုများအောက်မှာပင်သူတို့ခမများကြာရှုံးလူနီးပါးစုံတွဲတွဲဖြစ်သောအက်ဒဝတ်ဝီလော့နှင့်အဲလီဇာတို့စုံတွဲမှာမြမမီမြမရာတီဥတုနှင့်မြမယောဂဆန်းများကြောင့်ပြင်းထန်သောယောဂများခံစားရလျက်မုန်တိုင်းထန်သည့်ကာလကြီးမှပင်ကလကတ္တာသို့ဆေးကုဖို့ပြန်ကြတော့သည်လန်ခီတွင်ပင်အက်ဒဝတ်သင်္ဘောပေါ်မှပြုတ်ကျသေဆုံးခဲ့သဖြင့်သူမတို့ဖို့ထိတ်လန့်စရာဝမ်းနည်းစရာတို့ကထပ်မံတကားခောက်လာသည်ကိုခံစားကြရသည်တုတ်တော်မမကျန်းသည့်ကြားမှသူတို့ကဲ့သို့ဆေးကုခရီးမလိုက်ဖြစ်ခဲ့သောဂျိမ်းစ်ကိုလ်မန်နှင့်အဲလီဇဘက်တို့စုံတွဲကတော့ပြန်လည်ကျမ်းမာလာပြီးဂျက်ဆင်တို့အတွက်အထောက်အမဖြစ်လာခဲ့သည်အန်ကသူတို့ကိုမြန်မာစကားနှင့်မြန်မာစာစတင်သင်ကြားပေးသည်အရှင်ရစပြုလာပြီးဖြစ်သောသူတို့၏သာသနာပြုလုပ်ငန်းအတွက်သာသနာအိမ်ကြီးနှင့်ကက်လျက်မြေကွက်ကိုဝယ်ယူပြီးဇရက်တဆောင်တိဆောက်ခဲ့သည်ကျန်းခင်းအမြင့်4ပေရှိပြီးပေ30ပေ20ကျယ်ဝန်းသောဇရက်တွင်မျက်နှာစာဆင်ဝင်၌ဧည့်သည်များလာရောက်ပါကထိုင်လျက်အခန်းစကားပြောရန်ကွပ်ပစ်ထားရှိသည်စင်ဝင်နောက်တွင်အခန်းဖွဲ့ထားပြီး1819ဧပြီလ၌မြန်မာလူမျိုးများပါဝင်သောဝတ်ပြုကိုးကွယ်ခြင်းကိုထိုနေရာတွင်အစပြုခဲ့သည်ယုံကြည်သူများမဟုတ်သောဖိတ်ခေါ်ထားသည့်မြန်မာ15ဦးနှင့်ကလေးငယ်ပေါင်းများစွာပါဝင်သောမြန်မာဘာသာဖြင့်ဝတ်ပြုကိုးကွယ်ခြင်းသည်မြန်မာနှစ်ချင်းတို့၏သမိုင်းဝင်အခမ်းအနားဖြစ်တဲ့ကဲ့သို့ဂျက်ဆင်တို့သာသနာပြုအဖွဲ့အတွက်လည်းကြီးမားသောအောင်မြင်မှုတို့အစပြုခြင်းပင်ဖြစ်တော်သည်ဝတ်ပြုခန်းဤနောက်ကနေရာလေးမှာတော့အန်ဤအမျိုးသမီးကျောင်းဖွင့်ထားသည်နန်နဲ့တိုင်းဈေးသွားချိန်အလုတ်သွားချိန်တို့မှာဂျက်ဆင်ကထိုကွက်ပစ်၌ထိုင်လျက်လမ်းသွားလမ်းလာတို့အားစကားပြောဆိုရန်ကဲတင်ချင်းကြောင့်ဝေစာတို့ကြောင့်ဆွေးနွေးရန်ဖိတ်ခေါ်နေလေရှိသည်တိကျွမ်းဖူးသူဆက်စုလိုသူတို့ဝင်ရောက်လာတတ်တဲ့ကဲ့သို့လမ်းတစ်ဖက်ချမ်းသို့ကပ်လျက်ရှောင်သွားကြသူတွေလည်းရှိသည်ထိုထဲမှာအသက်35နှစ်အရွယ်ခန့်ရှိသောလူတဦးသည်သတင်းပတ်တစ်ခု၏ပထမနေ့၌တိတ်ဆိတ်စွာလာရောက်နားထောင်ပြီးဒုတိယနေ့၌ဆရာဂျက်ဆင်နှင့်ဆွေးနွေးရန်ထပ်မံရောက်ရှိလာခဲ့သည်ထိုသူ၏အမည်မှာမောင်နောဖြစ်သည်ဆရာကြီးပြောတဲ့ဖျားသခင်ဆိုတာဘယ်သူကြီးလဲဆရာကြီးယေရှုကဖျားသခင်လားအားလုံးကိုဖြစ်စေပြည့်စေလို့အမိန့်ပေးပိုင်တဲ့ဖျားသခင်ဆိုတာတကယ်ရှိသလားဆရာကြီးဖျားသခင်ကလူတွေနဲ့ဘာလို့ပတ်သက်နေတာလဲအပြစ်ကိုစားခံယူလို့ရနိုင်လို့လားအပြစ်မလုံးမိပဲကျွန်တော်တော့နေနိုင်ဖို့မလွယ်ဘူးကျွန်တော်တစ်သက်လုံးမှနေ့ရက်တိုင်းအပြစ်လုံးမိနေခဲ့တာလေကိုပြစ်ပေါ်မှာထိုင်ရင်တခုချင်းမင်းနေသည့်မောင်နှောဤမိခွန်းများကိုစိတ်ရှည်လက်ရှည်ဖြေပေးနေသောမောင်ကိုတပတ်လုံးသူမတွေ့နေရသည်တခါတရံမောင်ပြောပြထားသောသတင်းစကားကိုပြန်စင်းစားနေတတ်သောမောင်နှောသည်ယေရှုကြောင့်ကိုစိတ်ဝင်စားနေဟန်ရှိသည်မောင်နှောဆိုတော်လဲသူကအသက်35နှစ်ခန့်မောင်ကအသက်30ခန့်သာမို့ကိုနောဟုခေါ်ရမည်ထင်သည်သို့သောမောင်ကိုလေးစားသောမောင်နောကသူ့ကိုမောင်နောဟုသာခေါ်စေသည်ဖျားသခင်ဆိုတာအစမရှိအဆုံးမရှိအိုခြင်းမရှိသေခြင်းမရှိအစင်ထာဝရအသက်ရှင်နေတဲ့သူဖြစ်တယ်မောင်နောသူကကမ္ဘာလောကကြီးကိုဖန်ဆင်းပြီးလူကိုဖန်ဆင်းခဲ့တယ်လူကိုသူ့ရဲ့အသက်ဝိညာဉ်အတိုင်းအသက်ရှင်ဖို့အသက်ဝိညာဉ်ကိုပေးခဲ့တယ်လူရဲ့စကားနားမထောင်မှုကနေစတဲ့အပြစ်အစင်စင်ဝင်ရောက်လာတဲ့အခါလူဟာဖျားပေးထားတဲ့အသက်ဝိညာဉ်ဆုံးရှုံးရတယ်။အဲ့ဒီအသက်ဝိညာဉ်ကိုပြန်ရဖို့
လူကိုစ조사ခွင့်ပေးထားပေမဲ့မတက်နိုင်ဘူးမောင်ပြောသမျှကိုမောင်နောကနားလေဟန်ခေါင်းတငိမ့်ငိမ့်နှင့်နားထောင်နေသည်ဖျားသခင်၏ခြေဆူးတော်သည်မောင်နှင့်မောင်နောတို့ပေါ်တက်ရောက်ပြီးမောင်စကားများကိုမောင်နောနှလုံးသားကနားလည်နိုင်ဖို့သူမဆူတောင်းပေးနေခဲ့သည်ဘာဖြစ်လို့လဲဆိုတော့အဲ့ချိန်ကစလို့လူဟာတိလျက်နဲ့ရောမတိဘဲနဲ့ရောအပြစ်ကိုလိုအပ်ချက်တစ်ခုအဖြစ်လုပ်နေရတော့တယ်ကိုခိုးတာသိရင်အရိုက်ခံရမှာဆိုလို့လိန်ရမယ်ကွာလှတာတွေ့ရင်ကြည့်မိရင်လည်းမကြည့်ပါဘူးလို့လိန်ရမယ်ကွာတခါတလေဆိုရင်ကို့ပြစ်ဖုံးဖို့လူတယောက်ကိုသေစေကောင်းသေစေမယ်ကွာအဲ့ဒါအားလုံးကသူများမသိပေမဲ့ကိုသိတယ်လေဟုတ်တယ်မဟုတ်လားပိုဆိုးတာကကို့ပြစ်ရှိကြောင်းကိုတောင်ဝင်မခံချင်တော့ကို့စိတ်ကိုထက်လိန်ရပြန်ရောမောင်နောခြေနေကိုအကဲခတ်ရင်မောင်စကားတစ်ချက်ရက်သည်မောင်နောမျက်နှာမှာမတက်မတာခံစားနေရပုံပေါ်သည်သူပြောချင်သည့်စကားကိုထုတ်ပြောလိုတော့လဲပြောမထွက်သည့်ပုံမျိုးဟုသူမထင်သည်အတန်ကြာမှဆရာကြီးပြောတာဟုတ်ပါတယ်ကျွန်တော်မှအပြစ်တွေအဲ့လောက်များရဲ့လားလို့တွေးနေချိန်မှာတောင်ကျွန်တော်စိတ်ကအဲ့ဓာတွေဟာအပြစ်မဟုတ်ဘူးလို့လိန်ပြောနေတယ်လို့ခံစားနေရတယ်ဆရာကြီးဒါဆိုရင်လူတွေဟာအပြစ်ကိုဖုံးကွယ်ဖို့အပြစ်တွေထပ်လုပ်မိနေတယ်အပြစ်ကိုဖုံးဖို့ကုသိုလ်လုပ်ရမှာကိုအပြစ်မရှိဘူးလို့ကိုလိန်တော့ကုသိုလ်ကိုမစောင့်တည်နိုင်တဲ့အပြင်အပြစ်ပဲမဆုံးနိုင်အောင်ထပ်ဖြစ်တယ်မောင်နောစကားကိုမောင်ကခေါင်းငိတ်ထောက်ခံသည်အပြစ်အကြောင်းသိလာတဲ့အခါကျွန်တော်နေရတာအရန်လေးလံလာတယ်လို့ပဲဆရာကြီးကျွန်တော်တို့ကကိုအပြစ်ရှိတာကိုရှောင်ဖယ်နေတတ်တော့အပြစ်ကနေဘယ်လိုလုပ်လွတ်မှာလဲနော်ဆရာကြီးပြောတဲ့ဖျားသခင်ကအပြစ်ကနေလွတ်ဖို့စ조사ခွင့်ပေးထားတာတောင်မှမတတ်နိုင်ဘူးပဲအဲ့ဒါကြောင့်ဖျားသခင်ကသူ့ရဲ့တပါးတီတော်သားတော်ကိုလူတွေအပြစ်အစားခံယူဖို့မောင်နှောတို့အတွက်ပေးလိုက်တာပေါ့အဲ့ဒီလိုကိုစားခံလို့ရပါမလားဆရာကြီးကျွန်တော်ချေးထားတဲ့အတပြာကိုကျွန်တော်ကိုစားဆွေမျိုးတယောက်ကဆက်ပေးလို့ရပါမယ်ကျွန်တော်ခိုးယူတဲ့အမှုအတွက်ကျွန်တော်ဆွေမျိုးကထောင်ချခံလို့မဖြစ်နိုင်ဘူးမဟုတ်လားမောင်နောမေးခွန်းကြောင့်မောင်ပြုံးလိုက်တာတွေ့သည်ဒီနေရာမှာတရားသူကြီးနဲ့မောင်နောရဲ့ဆွေမျိုးဆိုသူကအဓိကပဲမောင်နောအဲ့ဒီမောင်နောရဲ့ဆွေမျိုးကိုယ်တိုင်ကသူမခိုးမယူဘဲနဲ့ခိုးယူပါတယ်လို့တရားသူကြီးရှေ့မှာကြည်ကြည်နက်နက်ထွက်ဆိုခဲ့ရင်ဥပဒေအရတရားသူကြီးကအဲ့ဒီလူကိုထောင်ချခံစေမောင်နောကိုလွတ်စေဆိုပြီးအမိန့်ချရမှာပဲမဟုတ်လားဒါဆိုမောင်နောလွတ်မှာပဲမဟုတ်လားမောင်နောခေါင်းငိတ်သည်တရားဥပဒေကိုလက်တလုံးချအသုံးပြုသောနိုင်ငံတွင်နေထိုင်ရသူမှုမောင်နောသဘောပေါက်သည်သူအလုတ်လုတ်သည့်တစ်ကုံတဲ့စီမှာတရားမဝင်တစ်တွေဖမ်းမိပါကတစ်ကုံတဲ့ကကိုယ်တိုင်အပြစ်မခံမယူပဲတပည့်သားတယောက်ကိုလိုတလောက်ငွေကြေးအတပြားပေး၍တရားခံဖြစ်စားထိုးတာမကြာခဏကြုံရသည်ဒါပေမဲ့ဒီလောက်များတဲ့လူတွေရဲ့ဒီလောက်များတဲ့အပြစ်တွေအတွက်အစားထိုးခံမဲ့သူကဘယ်လိုလုပ်ရှိမှလဲဆရာကြီးဘုရားသခင်ကရောလက်ခံပါမလားရှိခဲ့တယ်မောင်တော့ရှိခဲ့တယ်အဖဖျားသခင်ရဲ့တပါးတီတော်သားတော်ယေရှုခရစ်တော်ကလူတွေအားလုံးရဲ့ကိုယ်စားအပြစ်ရဲ့အခကိုခံယူခဲ့ပြီးပြီတရားသူကြီးနဲ့တူတဲ့အဖဖျားသခင်ကိုယ်တိုင်လူတွေရဲ့အပြစ်ကိုဒီလိုအဆုံးသတ်စီရင်ဖို့ကိုစားဝန်ခံတဲ့မောင်နှောဆွေမျိုးနဲ့တူတဲ့သူ့ရဲ့သားတော်ကိုလူလောကစီစေလွတ်ခဲ့တာပဲမောင်နှောဒီစကားကိုပြောစင်မှာမောင်မျက်နှာမှုံမှိုင်းနေခဲ့သည်သူမှလည်းတစုံတစ်ခုကိုခံစားလိုက်ရတယ်လို့ရှိသည်နားထောင်ရသူမောင်နှောမှလည်းတစုံတစ်ခုကသူ့ကိုတို့ထိသွားတယ်လို့ခံစားလိုက်ရပုံရသည်ထိုသတင်းပတ်ဤဒနင်းကနွေဝတ်ပြုစည်းဝေးမစမီပြုလုပ်သောဟောပြောခြင်းအစီအစဉ်၌ဖြစ်သည်ခရစ်တော်ကိုလူတွေအပြစ်မှကယ်တင်ဖို့စင်ကြွလာသောဘုရားသခင်၏သားတော်ဖြစ်ယုံကြည်သောသူရှိပါသလားမောင်မေးသည့်မေခွန်းအားပြန်လဲဖြေကြားသူတယောက်ရှိခဲ့သည်ထိုသူမှာမောင်နောပင်ဖြစ်သည်